မွန်စောနဲ့မိုးရည်တို့မြေအောင်ခန်းထဲမှာဘာတွေဆက်ဖြစ်မလဲမြေအောင်ခန်းကြီးလေတို့ဒီအေးဆက်ယုံနေမကပဲအသက်ရှူရသည်မှာပြီးတစုံတစ်ခုကလေဘင်းကိုညှစ်ထားတဲ့ကဲ့သို့မွန်းကျက်လှပါတယ်ရမ်းမီမော်တွင်လဲကြနေသောလက်နေတံမီမှိန်တုတ်လင်းအောင်အောက်တွင်မောင်မွန်စောသည်ထိတ်လန့်တကြားဖြင့်မိုးရည်ကိုကြည့်လိုနေပါတယ်သူမသည်ခင်ကသူသိခဲ့သောနူးညံ့သိမ်မွေ့သည့်မိန်းကလေးမဟုတ်တော့ပဲရာသူနှစ်ပေါင်းများစွာကနာကျင်မှုများကိုပိုက်ထုတ်ထားသည့်ဝိညာဉ်တစ်ခုကဲ့သို့ခံစားရပါတယ်မိုးကိုကြည့်ပါဦးမိုးဘာတွေပြောနေတာလဲမွန်စောရည်တန်သည်တုံရင်နေတယ်သို့တော်မိုးကြီးသည်သူ့ကိုမမြင်တော့တဲ့ကဲ့သို့ထိုကြောက်တုံးပေါ်မှရောက်လုံးကိုသာစိုက်ကြည့်နေပါတယ်သူမ၏လက်ဖျားလေးများကအလောင်းကြီး၆ကန်နေသည့်ပါးပြင်ကိုအသားအရာထိတွေ့လိုက်စေမြေအောင်ခန်း၏နံရံများမှထူးခြားသောအတန်များထွက်ပေါ်လာခဲ့ပါတယ်အုံနီခဲကြားများမှသွေးများကဲ့သို့နေရသောအရေးများစိတ်ထွက်လာပြီးအခန်းလေသို့စီးဝင်လာကြတယ်ရုတ်တရက်မွန်စော၏မျက်လုံးထဲတွင်မြင်ကွင်းများဝေဝါးသွားပြီးအတိတ်တစ်ခု၏အရေးရောင်များထိဟက်လာခဲ့ပါတယ်။လွန်ခဲ့သောနှစ်ပေါင်းများစွာပကံခိညတညဤမြေအောင်ခန်းသည်ယခုကဲ့သို့ပျက်စီးနေခြင်းမဟုတ်ဘဲမိတိုင်များဖြင့်လင်းထိန်နေခဲ့ပါတယ်။ထိုစဉ်ကမိုးရီသည်နန်းတွင်သူမဟုတ်တော့လဲအစစ်မြစ်ရရှိတူ၏တမီးတော်ရီဖြစ်ခဲ့ဘူးပါတယ်။သူမနှင့်ချစ်ကြိုက်နေသူမှာနန်းတွင်အဆောက်တန်မှုငယ်မွန်စောသူတို့နှုတ်၏အချစ်မှာမြင့်မြတ်တော်လဲကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူး။မင်းတို့နှစ်ယောက်ရဲ့အချစ်ကဒီမြေအောက်မှာပဲဆုံးသက်ရမယ်။အတန်ရှင်မမိုးရီဒီကိုတစ်ဖက်သက်ဆွဲလန်းနေသောမော်ပညာကိုလိုက်စားသည့်နန်းတွင်မှအမတ်ကြီးတူဖြစ်ပါတယ်။သူဒီမိုးရီဒီကိုမရရှိသည့်အဆုံးသူမကိုအီမြေရောက်ခန်းထဲတွင်အရှင်လက်မြေမြုပ်ခါသူ၏ကျွန်အဖြစ်ထာဝရစေခိုင်းငံစီစဉ်ခဲ့ပါတယ်။မော်စောမာမူသူမကိုကယ်တင်ရန်ကြိုးစားရင်းထိုအမတ်ကြီး၏လက်ချက်ဖြင့်ဤနေရာတွင်ပင်အသက်ဖြောက်ခဲ့မှုပါတယ်။မွန်စောအဲ့ဒီတုန်းကလည်းရှင်ကျမကိုကယ်ဖို့ကြိုးစားခဲ့တာပဲ။မိုးရီအတန်ကြောင့်မိုးစောသတိပြန်ဝင်လာခဲ့ပါတယ်။ယခုအခါမိုးရီမျက်ဝန်းများတွင်မျက်ရည်များဝဲနေပါတယ်။သူမသည်အတိတ်ဘဝ၏အမတ်တရမှုများကိုပြန်လည်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။သို့သောထိုချိန်မှာပင်ခန်းတော်မှမှောင်မဲသောဝိညာဉ်ကြီးကတဟားဟားရေမောလိုက်တဲ့အခါမှာတော့ပြန်ဆုံရပြီပေါ့လေ။မင်းတို့ရဲ့အခြေကငါ့အတွက်တော့ထာဝရအစာပဲ။ဒီတခါတော့မင်းတို့ကိုငါရဲ့ဝိညာဉ်ကြီးကျွန်တွေဖြစ်တခါတည်းသိမ့်ပတ်ရတော့မယ်။ထိုဝိညာဉ်ကြီးမှာအတိတ်ကရက်ဆက်ခဲ့သောအမှန်ကြီးနာကြီးမှုများဖြင့်ဖွဲ့စည်းထားသောမိစ္ဆာဝိညာဉ်ပင်ဖြစ်ပါတယ်။သူသည်လက်ကိုဝေရမ်းလိုက်ရာမြေရောက်ခန်း၏တကားဝါမှဟုံးကနေပိတ်သွားပြီးအုတ်နေရန်များကြားမှလက်များစွာထွက်ပေါ်လာကမွန်စောကိုအတင်းဆွဲယူသွားကြတော့တယ်။မွန်စောမိုးရီကအော်ဟစ်ခါမွန်စော၏လက်ကိုလှမ်းဖမ်းလိုက်သည်သူမ၏ခန္ဓာကိုယ်မှထူးခြားသောအလင်းနှံတစ်ခုထွက်ပေါ်လာပြီးထိုအလင်းနှံမှာအလောင်း၏လက်ဘင်းတွင်ရှိသောဆွဲသီးမှလာခြင်းဖြစ်ခဲ့ပါတယ်။ငါတို့ရဲ့အချစ်ကနေ့ရဲ့အမောင်တို့ထက်ပိုပြီးခိုင်မြဲတဲ့အမှတ်ကြီးမိုးရီရဲ့တန်ကမြေအောင်ခန်းတစ်ခုလုံးတုံခါသွားစေပြီးသို့တော့ထိုဝင်းရင်မိစ္ဆာမှာအားနှင့်မသွားပဲပို၍မြကြီးမားလာခဲ့တယ်သူသည်မွန်စော၏လက်မင်းကိုမမြင်နိုင်သောအင်အားဖြင့်လှမ်းညစ်ထားရမှမွန်စောမှအသက်ရှူချက်ခါမျက်နှာများပြာနှမ်းလာခဲ့ပါတယ်မိုးပြေးတော့ကိုထားခဲ့ပြီးမိုးပြေးတော့နော်မွန်စောကအာယူကပြောလိုက်တော့လဲမိုးရီကခေါင်းကိုခါရမ်းလိုက်ပြီးသူမသည်တစုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်ပုံရပါတယ်သူမ၏လက်ထဲတွင်ရှိနေသောဆွဲသီးကိုကြစ်ကြစ်ပါလောင်ဆုပ်ကန်၍ကြောက်တုံးမော်ချီရုပ်လောင်းစီသို့တိုးသွားခဲ့တယ်ငါရဲ့ခန္ဓာငါရဲ့ဝိညာဉ်အားလုံးကိုအသုံးချပြီးနင့်ကိုဒီနေရာမှာပဲအပြီးတိုင်ချုံနှောင်မယ်မိုးရီသည်သူမ၏ဝိညာဉ်အားလုံးကိုစူးစီးကအလောင်းပေါ်သို့လောင်းချလိုက်သည်ထိုစဉ်မြေအောင်ခန်းထဲတွင်လေပြင်းမှတိုက်ခတ်လာပြီးဖုံမျိုးများဝေဝါးသွားတယ်မော်စောသည်အမောင်ထဲတွင်မိုးရီနောက်ဆုံးပြုံးလိုက်သောမျက်နှာလေးကိုမြင်လိုက်ရပါတယ်ဒီဘဝမှာလည်းကိုယ့်ကိုချစ်ခွင့်ရခဲ့လို့ကျင်내ပါတယ်မော်စောဘုံကနေမိတန်ကြီးနဲ့တူမြေအောင်ခန်းတစ်ခုလုံးအမှောင်တိကျသွားပါတော့တယ်နှောင်းငယ်မို့အပိုင်းလေးကိုဆက်လက်နားဆင်နိုင်ရန်အတွက်ကျွန်တော်ရဲ့ Story Pocket Channel လေးကို Subscribe လုပ်ထားပေးဖို့မမေ့ကြနဲ့နော်ဘေးပြားတွေဝေးကွာကြပါစေခင်ဗျာ